အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့စိုင်းစရာကြီးအကြီးတော်ရဲ့မိမတီကာဆိုတဲ့ဟာတာဝတ္ထုလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇလန်းလေးကိုမတင်ဆက်မီကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့နဲ့ဗီဒီယိုတစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလုံးလေးကိုနှိပ်ခဲ့ပြီးဖို့လဲတောင်းဆိုလိုက်ပါတယ်ခင်ဗျလူပြိုကြီးမရလို့မယူလို့ဒီမိကုန်းကိုဖြေရတာသိမခက်လာပါဘူးအထက်ဖော်ပြပါစလုံးလေးနှလုံးမှာပဲအခြေခံပါတယ်မရမယူဒါပါပဲဒါပေမဲ့အဲ့ဒီစကားလုံးနောက်ွယ်ကအဖြစ်ပြက်တွေနောက်ဆက်တွဲတွေအများကြီးရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါလိုဖြစ်နေတဲ့အပြင်လူပြိုကြီးတော်တော်များများနဲ့လည်းပေါင်းတင်ခဲ့ပူပါတယ်ဥပမာမကြသေးခင်ကာလမှာလူပြိုကြီးဘဝကိုစုတည်ပြစ်ခဲ့ကြတော့လွမ်းဝေနိုင်မျိုးကိုမျိုးမြမာစာတို့လိုပေါ့လူပြိုကြီးဘဝကိုစုတည်ပြလိုက်တာပြောတာနော်လူပြန်လုံတော့တာမဟုတ်ဘူးလူတွေကတော့အလက်ကြီးရှိသေးတယ်အမာကြီးလို့မပြောဘူးနော်အမာကြီးလားအပျော့ကြီးလားသူတို့လေဒီတွေလားသိမှာပါအပျော့ကြီးတွေပဲနေမှာပါကြည်ပါလားတွေ့ကြရခွေအိတ်နေတာလူပြိုကြီးတွေပြန်တရုတ်ခွဲဖို့အတွက်ကိုနဲ့ပဲနှိုင်းရှင်ပြီးတော့ပြန်စဉ်းစားမိတယ်ယောက်ျားတစ်ယောက်ရဲ့အိမ်အောင်ပြုရှင်စိတ်ပေါက်တာ24နှစ်လောက်မှစဖြစ်တာအရှိပိုင်းအတက်အရွယ်မှာတော့ရရင်လဲယူမယ်မရရင်လဲမယူဘူးဆိုတဲ့စိတ်မျိုးရှိကြတယ်ဒါကြောင့်ယောက်ျားသားများဟာအိမ်အောင်ပြုရင်မိန်းမတွေထက်အသက်ကြီးနေတတ်ကြတယ်ပြပြချင်းကိုပြောတာနော်မယုံရင်လိုက်ကြည့်မိန်းကလေးတွေရဲ့အိမ်အောင်ပြုတက်ကတော့ပြင်းပြ18နှစ်ကနေ26နှစ်အထိမှရှိနေတတ်ကြပါတယ်ယောက်ျားတွေက24နှစ်ကနေ28နှစ်အတွင်းတော်တော်များများအိမ်အောင်ပြုချင်တတ်ကြပါတယ်လူပြိုပေါ်ဝင်စားလူကြီးစိတ်ပေါက်စားမှလည်းဒီလိုအိမ်အောင်ပြုချင်စိတ်ဖြစ်တတ်ပါတယ်အဲ့ဒါအမှန်မဟုတ်သေးပါဘူးခက်ရှင်းရှင်းပြောရရင်စိတ်ကြောက်ကြီးရဲ့ဖြစ်တဲ့သဘောပါပဲမိန်းကလေးတွေနဲ့ပေါင်းတင်တက်လာတယ်တွာလာလည်းပဲရင်နဲ့တယောက်ကိုတယောက်လက်ကလေးမထီတထီဖြစ်ကောင်းမလေးကမျက်လွှာချအဲ့ဒါကိုကိုကအတေးရဟိုးကရှစ်တလူလေးလှုပ်သွားရင်ကိုမှတော့မယိုးမရတွေဖြစ်တာယာမှုတွေကိုအချစ်စစ်လို့ထင်အမှန်တော့ဘာမှမဟုတ်ဘူးဟိုကအမှုမဖြစ်အောင်လုပ်နေတာကိုကမနေနိုင်မထိုင်နိုင်တွားဆက်စော့ရင်အမှုကကြည်ပြီးမိမရပြီငယ်ရွယ်နဲ့အိုမိပြီမှတ်ထားကောင်းလေးတွေမိမတွေရဲ့ပင်ကိုယ်စိတ်ကယောက်ျားတွေထက်နှစ်ပတ်စာပိုမူးနေတယ်တွေးကမူးနေရနော်တချို့က၄ပတ်မယုံရင်ကိုနဲ့ပေါင်းတင်ဆက်ဆံနေတဲ့မိန်းကလေးဒါမှမဟုတ်ချစ်သူကိုပဲတေးသေးချာချာဂရုစိုက်ကြည့်ဥပမာကိုကကောင်းမလေးတရားကိုချစ်ကြောင်းကြိုက်ကြောင်းပြောဖို့ကိုမရဲလို့ရေးစေးနှစ်ပတ်တင်ရတယ်အဲ့ဒီနှစ်ပတ်တောက်ပြီးသူတို့နဲ့စကားသွားပြောကြည့်ကွက်တီပဲလုံးဝမတောက်ပဲသွားပြောကြည့်အဲ့ဒီမိန်းကလေးကမျက်နှာမနဲ့ဘာတွေလာပြောနေတာလဲဆိုတာနဲ့တင်ဒူးတွေရှောင်ပြီးရက်ကလေးပါရိုက်သွားမယ်ဒါကြောင့်ကိုကနှစ်ပတ်တောက်သွားမှဘာတွေလာပြောနေတာလဲဆိုရင်ကိုကလည်းနင့်ကိုချစ်လို့လာပြောနေတာပေါ့ဘာဖြစ်လို့လဲဆိုတဲ့စကားပြောထွက်တာသူများတော့မတည်ပါဘူးကျုပ်ကိုကျုပ်ပြောတာပါတာမန်နေထားမှာကိုမိန်းကလေးကယောက်ျားတွေထက်တက်တီကောင်းတတ်ကြပါတယ်ယောက်ျားများဟာမိန်းကလေးများကိုခိုးရဲတဲ့တက်တီပဲရှိပါတယ်အခိုးခံရဲတဲ့တက်တီမရှိပါဘူးကိုကြိုက်နေတဲ့ကောင်းမလေးတရားကိုခိုးပါဆိုရင်ခိုးလိုက်မယ်ကိုနဲ့ကြိုက်နေတဲ့မိန်းမကိုလာခိုးမယ်ဆိုရင်မလိုက်ရဲကြပါဘူးဘာလို့လဲသိလားမတင်ငါလို့ပါကဲကျွန်တော်တို့ယောက်ျားလေးတွေဘာလို့လူပြိုကြီးဖြစ်လဲသိလားအထက်မှာကျွန်တော်ပြောခဲ့တဲ့များကိုဇီစာကလည်းကြောင်းသေးနိုင်ချိုကလည်းတွေးတက်သေးဒါတွေကြောင့်လည်းပါတယ်တချို့ကလည်းအိမ်တော်မကြချင်ပါပဲနဲ့မကြလို့မရလို့ကြားခဲ့ရတဲ့သူတွေလည်းရှိပါတယ်ဘုသူရရအောင်အရင်ကကျွန်တော်အိမ်မှာနေပြီးရှာပါပါအိမ်တော်ကြသွားသူတယောက်အကြောင်းအနေငယ်တင်ပြချင်ပါတယ်ဖြစ်လေဖြစ်တဲ့ရှိတာမျိုးဖြစ်တာကြောင့်တိုက်ဆိုင်ကြမှာပါကောင်းလေးကလည်းကျွန်တော်တို့လိုနေကတက်လာတဲ့လူမျိုးပါပဲရန်ကုန်မှာကွန်ပျူတာသင်တန်းတက်ရင်ကျွန်တော်တို့အိမ်ရောက်လာတယ်ပညာသင်ယူရင်ရန်ကုန်မှာပဲအခြေချပြီးစူးစမ်းခြင်းတဲ့လူငယ်လေးပါပဲဖြစ်ရှင်တော့သူ့မှာသင်တန်းတစ်ဖက်ရည်စားပါရှိတယ်လူငယ်တစ်ယောက်ရည်စားရှိတာကတိတ်မထူးမဆန်းလိုက်ပါဘူးဒါပေမဲ့ထူးဆန်းတာကကောင်းလေးရဲ့ရည်စားကဒေါ်လာကြီးတာလားနှလုံးမဲ့အာမကောင်းတာလားမသိပါဘူးတခုခုကြောက်ကစားဖြစ်ရင်တက်သွားတတ်ပါတယ်
အဲ့ဒါတော့တတ်သွားရင်ခြေချိုးလက်ချိုးလက်ထင်နှစ်ရုံလောက်နဲ့ပြင်မကောင်းပဲစေကံပို့ပြီးစေးထိုးယူမှကောင်းတဲ့အဆင်မျိုးပါဒါကြောင့်လူထူထူရှိရင်ကောင်လေးကသူ့ကောင်မလေးကိုချော့ပေါင်းနေရပါတယ်အခက်မတင်လို့ဟိုကထတက်ပြီးလူရတဲ့လဲနေရင်အဆက်ခွဲမှဆိုလို့လေကျွန်တော်ကလည်းအစားကအဲ့ဒီလောက်ထိအခြေအနေဆိုမဲ့မသိပါဘူးဒီနေ့သူတို့တမီးကြီးစားတွေရောက်လာပြီးစကားများကြပါတယ်စကားများတဲ့အကြောင်းရင်းကဘာမှဟုတ်တော့တဲ့ကိစ္စတော့မဟုတ်ပါဘူးကောင်မလေးကကောင်လေးကိုဈေးလိုက်ပို့ခိုင်းတယ်ကောင်လေးကမသွားချင်လို့မပို့ပေးဘူးဒါကိုဘေးနားမှာရှိတဲ့ကျွန်တော်တို့ကလည်းဝိုင်းကြက်နေပါတယ်သူများစုံတွေကြည်စမ်းကောင်မလေးဘယ်သွားချင်တဲ့ဆိုရင်လိုက်ပို့ပြီးသားဒီကောင်ကြမှာကွာဟုတ်ပါကောင်လေးတို့စုံတွေဆိုရင်ဘယ်တော့မခွဲစမ်းပါပဲစာရီရှင်မခံချင်အောင်စကြပါတယ်စာရင်နဲ့သိမကြပါဘူးကောင်မလေးခမတောင့်တက်ပြီးတော့ဘိုင်းကနေလဲကျသွားရတာပါပဲနောက်ပြီးတော့လက်ဒီတွေစုပ်ခြေတွေကုတ်အန်တွေကြည့်ရင်ဖုတ်လိုက်ဖြစ်နေတော့တာပါပဲရုတ်တရက်ဖြစ်လာတဲ့ခြေနေကြောင့်ကျွန်တော်တို့အားလုံးလဲမျက်လုံးပြူးမျက်စံပြူးနဲ့ခြေမကင်မိလက်မကင်မိဖြစ်နေပါတော့တယ်ခြေလည်းမဆိုးရဲ့ပေါင်နှင်းကြောဆိုဝေးရောပေါ့ဒါနဲ့ပဲဘေးအိမ်ကတော်ကြီးတွေကိုခေါ်ဟိုချိုးဒီချိုးလို့ဘလို့မှမရဘူးဒါနဲ့ကောင်လေးကိုမေးကြည့်တော့ဒီတိုင်းတော့မရဘူးဆရာစီကံဖို့မှကိုဖြစ်မှာဟေးအဲ့ဒါဆိုလည်းအမြန်လုပ်လေကွာတော်ကြတခုခုဖြစ်သွားမှဖြစ်မတည်ဘူးလေဆရာများကုတက်မလားလို့ဘာဒီကောင်ကွာဆိုပြီးကားတစ်စီးချက်ချင်းငါပြီးကောင်မလေးကိုမတင်ကဲဟေးကောင်ဘယ်စီတဲ့ကိုပို့ရမှာလဲစံမြစင်းနာမှာဒီလိုဖြစ်တိုင်းပြနေကြစေကန်းရှိတယ်အေးအဲ့ဒါဆိုလဲအဲ့ဒီစေကန်းကိုအမြန်မောင်းဆိုပြီးမောင်းချသွားရတာပဲစေကန်းရောက်တော့ဆရာဝန်ကကျွန်တော်နဲ့ခင်မင်နေပြီးသားဆရာဝန်ဖြစ်နေတယ်ကျွန်တော်ကိုမြင်တာနဲ့ဆရာဝန်ကဟာဆရာကြီးမလာစဘူးအလားထုပါလားဘာလဲပင်နီဆလင်လာထုတာလားဆရာဝန်စကားကိုကျွန်တော်ကလည်းကို့ပူနဲ့ကိုမို့ဘာဆိုင်လို့လဲပင်နီဆလင်ထိုးရမှာလဲကျွန်တော်အိမ်ကကောင်းလေးရဲ့ကောင်းမလေးစကားပြောရင်တက်သွားလို့ဗျအဲ့ဒါဆိုတော့ဆရာဝန်ကတက်နေတဲ့ကောင်းမလေးကိုဝေ့ကြည့်ပြီးပြောငါ၃ယောက်ပဲကျန်တော့တယ်ခဏဆောင်သူ့စကားကြတော့ကျွန်တော်ကပြတလဲနဲ့ဟာစောက်လို့ဖြစ်မလားအခုတင်ကောင်းမလေးကအတက်မှရှိသေးရလားမသိဘူးဆိုတော့ဆရာဝန်ကကျွန်တော်ပခုံးကိုဖက်ကသူ့အတွင်ခန်းထဲကိုခေါ်သွားပြီးအဲ့ဒီကောင်းမလေးကခမည်းနဲ့ဖားတော့တာလေဘာမှမတော်ပါဘူးအိမ်မှာအလုပ်လုပ်တဲ့ကောင်းလေးရဲ့ရီးစားဆရာဝန်ကခတ်တူရေတယ်ဩဒီလိုလားသူတို့ကတော့စေကန်းခဏရောက်နေလို့တည်နေပြီးသားပါခမည်းကစာရေးဆရာဆိုလို့ထပ်မဲ့ထင်နေတာခတ်သုံးထဲကပဲဘာဖြစ်လို့လဲဗျကျွန်တော်အမေကိုဆရာဝန်ကခုံပြောင်းထန်လိုက်ပြီးဒီမှာခမည်းမှတ်ထားယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ထိန်းတဲ့ဆရာတွေစိတ်လှုပ်ရှားစရာတွေဖြစ်ဖြစ်ဒေါသကြီးလွန်းတာပဲဖြစ်ဖြစ်တခုခုကြောင့်ရှော့ဖြစ်ခဲ့ရင်တခါပဲဖြစ်တတ်တယ်ဗျအဲ့ဒါလိုဖြစ်ပြီဆိုရင်လေအဲ့ဒီလူဟာနောက်ထပ်မဖြစ်အောင်ဆင်ခြင်နေတယ်ခမည်းကိုနဲ့ခမည်းပဲစဉ်းစားကြည့်လေခမည်းအလွန်ကြောက်တဲ့အရာတခုကိုရုပ်ချီးမြင်ရရင်ရှော့ဖြစ်တာတောင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့နောက်တစ်ခါမြင်ရင်ထပ်ဖြစ်နိုင်ပါမလားသူပြောတော့ဟုတ်နေတယ်လို့ဒါနဲ့ဇဝေဇဝါနဲ့ဒါဆိုရင်ဒီကောင်မလေးခဏတက်နေတာကရောဆရာဝန်ကပြုံးနေပြီးမှအဲ့ဒါတတ်တာမဟုတ်ဘူးဗျအနိုင်ကျင့်တာဗျာဘလို့ဆရာဝန်စကားကြောင့်ကျွန်တော်အံ့အားတင်သွားရတယ်ဒါကိုသူကပဲဆက်ပြီးခမည်းစဉ်းစားကြည့်လေသူအဲ့ဒါလိုတတ်တော့ခမည်းတို့သူ့ကိုယူဆိုင်နေရတယ်မဟုတ်လားအင်းဟုတ်တယ်လေချော့လဲပေါင်းနေရတာပေါ့ချော့ထားရတော့သူတက်တာမှဆိုလို့ဆရာဝန်ကခက်ဟာရဲပြီကောင်းမလေးကအဲ့ဒီအထာကိုတီးပြီးတော့ခဏကိုတက်နေတာပဲဗျနောက်ပြီးသူ့ရဲ့ကောင်လေးကိုလည်းအဲ့ဒီနီးနဲ့မလုံနိုင်အောင်ချုပ်ထားတာရုံမလုံနဲ့တက်သွားမယ်ဆိုတာမျိုးပေါ့ဗျာဒါနဲ့စေးခန်းလာတော့ရောသူရဲ့အနာလိုက်ဆုံးအရှိုက်လိုနေရမှာလက်နဲ့တစ်ချက်လောက်ထောက်လိုက်ရင်အိမ်ခနဲ့ဖြစ်သွားတာပဲပြီးရင်မိုးရီပဲထိုးပြလိုက်တာဟီဆရာဝန်ကသူ့စကားကိုသဘောကျပြီးရင်နေသေးမှန်ပါတယ်သူဘာမှမဟုတ်ပဲမိုးရီလေးထိုးပြလိုက်တာခုနကတေလူမျိုးပါကောင်မလေးထူထောင်ပြန်ဖြစ်လာပါတော့တယ်ဒါနဲ့ဆရာဝန်ကိုအတေးချာကတ်မေးရတယ်နောက်တစ်ခါအဲ့ဒါလိုဆက်ဖြစ်ရင်ရောဒီတိုင်းသာပစ်ထားလိုက်ဘာမှမလုပ်နဲ့သွားတော့မထီနဲ့သူ့လိုပြန်ကောင်းသွားလိမ့်မယ်ဒါကခမည်းမိုးလို့ခင်းလို့ပြောတာနော်
ကျုပ်ဖောက်တဲ့တယောက်အဆုံးခံပြီးပြောပြတာဆရာဝန်စကားလည်းကြားပြီးတော့ကျွန်တော်ကလည်းနှုတ်လုံနေမို့လားကောင်လေးကိုခေါ်ပြီးတော့ဟေးကောင်မင်းကောင်မလေးကအဲ့လိုပဲဗျဘာယောဂမှမဟုတ်ဘူးဆိုတော့ကောင်လေးကမယုံဘူးဟုတ်ရဲ့လားဆရာရဲ့တော်ကြတခုအိုကွာငါဆရာဝန်ကိုအသေးချာမေးပြီးပြီသူကိုယ်တိုင်မိုးရီပဲထိုးပေးရတာတဲ့ဒါဆိုရင်ဟုတ်မဟုတ်တစ်ခေါက်လောက်စမ်းကြည့်အောင်ဆိုပြီးနှစ်ယောက်လုံးအိမ်ပေါ်ခေါ်ဆန်းတာထုံးစံတိုင်းကောင်မလေးကတောင့်ပြီးတော့ဘိုင်းကနေပြစ်လဲသွားတယ်ဘာမှမလုပ်တော့ပဲဒီတိုင်းမှပြစ်ထားပြီးချောင်းကြတယ်ရင်သမမနဲ့ပေါ့ဆရာဝန်ပြောတာမဟုတ်လို့ကတော့တွားပြီလေအဟုတ်ဗျာသူ့ကိုဘယ်သူမှလာမပြုစုကြတော့ဟိုကြည့်တီကြီးနဲ့ယူးကြောင်မှုကြောင်နဲ့ပြန်ထလာတယ်အဲ့ဒီထဲကအဲ့ဒီကောင်မလေးမတက်တော့ဘူးရန်ဖြစ်တယ်လို့ပေါ့ဗျာဆွဲသူရှိရင်ပိုတောင်းရမ်းပြီးဆွဲသူမရှိရင်မလုပ်ရဲကြဘူးလေထားအောင်ဗျဒီလိုနဲ့ပဲတင်းနေပြီးကန်နေဖြစ်လာတယ်ကောင်းလေးကတော့တင်းနေပြီးရင်ရန်ကုန်မှာနေပြီးတော့တိုးတက်အောင်စူးစမ်းချင်သူမို့အိမ်တော်မပြုတ်ချင်သေးဘူးမယူဘူးမဟုတ်ဘူးယူမှာအစင်ပြေတဲ့အချိန်မှာယူမှာပေါ့ဗျာမဟုတ်ဘူးလားအဲ့ဒီမှာတည်းသတင်းထွက်လာတယ်ကောင်းမလေးရဲ့မိဘတွေကသူ့နဲ့တဘောမတူဘူးတင်းနေပြီးတာနဲ့ကောင်းမလေးနဲ့စစ်ဆက်ထားရသူရှိတယ်အဲ့ဒီလူနဲ့ပေးစားဖြစ်မှာတဲ့ကောင်းလေးကပြပြသလဲနဲ့ကျွန်တော်တို့စီရောက်လာတယ်ဘယ်လိုလုပ်ရမလဲကိုတင်းနှမ်းပြီးတာနဲ့သူ့ကိုတခြားတစ်ယောက်နဲ့ပေးစားတော့မယ်တဲ့ကျွန်တော်ကလည်းမြောက်ပေးတယ်ပျော်လိုက်စမ်းပါကွာရန်ကုန်မှာမင်းကလေးတွေအများကြီးပါကွာကျွန်တော်စကားကြတော့ကောင်းလေးအားတက်သွားတယ်ဒါဆိုကျွန်တော်ပြောလိုက်တော့မှာနော်စိတ်ရအာကုန်နေနော်အေးပြောလိုက်စမ်းပါဒါပေမဲ့မင်းကောင်မလေးတော့မသိစေနဲ့သူရှိကြရင်စိတ်မကောင်းရှင်အောင်စောင့်လေးပေါ့ပြောတဲ့အတိုင်းပဲကောင်းလေးကအရှိမစိတ်မကောင်းရှင်အောင်စောင့်ပြီးနောက်ကွယ်မှာအပျော်ကျူးစော်တာသူလုံးနေတာမပြီးကြည့်တော့လေကောင်းမလေးကရိပ်မိလာတယ်သူရှိမှတင်တက်ပြင်းတခြားခြားလုပ်ပြီးနောက်ွယ်ကြရင်မဖုံးနိုင်မဖိနိုင်အပျော်လိုနေရဆိုတာလေဒါနဲ့ဘယ်ကဘလို့ဖြစ်တယ်မသိဘူးသတင်းကတမျိုးထပ်ထွက်လာတယ်သူနဲ့တွဲနေတာကြာပြီဆိုတာမိဘတွေသိသွားတယ်အဲဒီတော့စစ်ဆက်ထားတဲ့သူကိုမယူရဘူးဒီကောင်ကိုပဲယူရမယ်ဆိုပြီးဖြစ်လာပြန်ရောဒါနဲ့ကောင်လေးကမျက်လုံးပြူးမျက်စံပြူးနဲ့ရောက်လာပြန်တယ်ဘယ်နဲ့လုံးမလဲကိုစီယာသူမိဘတွေကကျွန်တော်နဲ့ပဲတဘောတူတယ်ကျွန်တော်ကိုပဲယူမယ်ကျွန်တော်ကလည်းထပ်ပြီးတော့အကြံပေးလိုက်ပါတယ်ယူမယ်လေသူ့ကိုပဲယူမယ်ဒါပေမဲ့အခုလောလောဆယ်အစင်မပြေသေးတဲ့အတွက်မယူနိုင်သေးဘူးအလုပ်အကင်အတိအကျဖြစ်တဲ့2 နှစ် 3 နှစ်ကြာရင်ယူမှာပေါ့ငတိပျော်သွားပြန်ရောကျွန်တော်အကြံကဒီလိုဟေ့ကောင်3 နှစ်လောက်ကွဲသွားရင်မင်းလည်းသူ့ကိုတတိများလို့သူလည်းမင်းကိုတတိတောင်ရတော့မှာမဟုတ်ဘူးအဲဒီကြတော့ရင်တွေးအေးသွားပြီမို့မယူလဲဘာမှမဖြစ်တော့ဘူးအဲဒီကြရင်တော့အေးဆေးနေလို့ရတယ်ကွအဲ့ဒါလို့ငတိကအကြံကိုသဘောကျပြီးအပျော်ကျူးပြန်ရောကဲယူဆိုယူမယ်ပေါ့ဒါပေမဲ့2 နှစ် 3 နှစ်တောက်ဆောက်အလုပ်ကိုင်အဆင်ပြေရင်အတီတကျနေကြမယ်ကောင်းမလေးကရုတ်တရက်ဘာမှမပြောဘူးဒီလိုနဲ့စာမွေးပွဲဖြည့်တဲ့အချိန်ကရောက်ရောစာမွေးပွဲ2 ရက် 3 ရက်လောက်လဲရောက်ရောကောင်းမလေးရဲ့မိဘတွေရောက်လာပြီစောင်းပွဲပြီးရတဲ့တခါလဲစစ်ဆက်ပြီးနေမှာမင်္ဂလာဆောင်ဖို့တခါလဲစီစဉ်ခဲ့ပြီဖိတ်စာတော်ရိုက်ဖို့ကောင်းလေးမိဘနာမည်ပဲကြံတော့တယ်အဲဒီစင်းလဲကြားရောအားလုံးမျိုးလုံးပြုကုန်ကြပြန်ရောစာမွေးပွဲပြီးတာနဲ့စစ်ဆက်မှာဆိုတော့ဘလို့ညင်းရမယ်မသိတော့ဘူးလူကြီးတွေလည်းပါလာပြီဆိုတော့ဘလို့လုံးမလဲကိုစီယာမင်းယူရှင်လားမယူရှင်လားပဲပြောကောင်းလေးကခေါင်းငုပ်ပြီးတော့အမှန်တိုင်းပြောရရင်မယူရင်သေးဘူးဗျာအလုပ်တွေပဲလုပ်ချင်သေးတယ်သူနဲ့ယူပြီးလဲနေမှာပြန်နေရမှာဗျနေမှာဆိုရင်ကိုလုပ်ချင်တာလဲလုပ်လို့ရတော့မှာမဟုတ်ဘူးသူ့စကားကိုကျွန်တော်ကကဲဟုတ်ပြီမယူချင်ဘူးဆိုရင်ဒီလန်းတစ်မျိုးပဲရှိတော့တယ်သူနဲ့မတွေ့အောင်သာရှောင်နေတော့ကိုဆရာကလည်းစံမွေးဖြေနေတာကိုဘယ်လိုလုပ်ရှောင်လို့ရမှာလဲမဟုတ်ဘူးလေငါပြောတာကစံမွေးဖြေစဉ်ကြရင်ဖြေပြီးရင်သူနဲ့မတွေ့အောင်ပုံးနေလိုက်ပေါ့ငါအိမ်တော်ဖေးမှာကိုတောင်ရှိတယ်အဲ့ဒီကိုတောင်ထဲဝင်နေဘယ်သူမှလာရဲမှာမဟုတ်ဘူးဆိုပြီးစံမွေးပြီးတာနဲ့ဒီကောင်ကိုကိုတောင်ထဲဖွက်ထားရတာမို့ဟိုဘက်ကလည်းတငယ်ချင်းတွေစုပြီးတက်ဖြတ်ရှာတာကြာလာတော့သူတို့နဲ့ကျွန်တော်တို့နဲ့ဂိမ်းကစားသလိုဖြစ်ပြီးတော့ပျော်တော်ပျော်လာတယ်ဖြစ်ရှင်တော့သူတို့ဘက်ကသတင်းပေးတွေကခြေပိုတက်သွားပြီကျွန်တော်အိမ်တော်မှာကိုတောင်ထဲမှာဒီကောင်ရှိမယ်တိသွားပါလေရောကောင်လေးကလည်းအဲ့ဒါကိုရေးမိပြီးတော့ကျွန်တော်စီကိုရောက်လာတယ်ကိုစီယာကျွန်တော်ကိုလမ်းစဉ်နေပေးဟ
ဟာဟေ့ကောင်ရဘာလို့ဖို့လဲကျွန်တော်နေပြန်တော့မယ်ဗျာနောက်မှပြန်တက်လာမယ်ဟင်ကြည့်လိုက်တော့စောင်းပွဲကနောက်ဆုံးရက်ကြီးဒီတစ်ခါဖြေပြီးရင်စောင်းပွဲကပြီးပြီဟေ့ကောင်ရမင်းစောင်းပွဲမဖြေတော့ဘူးလားမဖြေတော့ဘူးဗျာကျွန်တော်ဆုံးဖြတ်ပြီးပြီနေပဲပြန်တော့မယ်ကျွန်တော်လည်းရောင်းတောင်းပေါင်းတောင်းနဲ့တူတောင်းတဲ့လမ်းစီထုတ်ပေးလိုက်မိတယ်လမ်းစီရတာနဲ့ကောင်လေးလည်းဥရဖားရနဲ့ထွက်ပြေးသွားတော့တယ်နောက်မှကျွန်တော်စဉ်းစားမိတယ်ငါမှားသွားပြီလို့စာမှုဘက်ကနောက်ဆုံးရက်တောင်ဖြစ်နေပြီပဲလို့ဖြည့်ရှင်းစရာနည်းတွေကအများကြီးရှိနေကြတာနဲ့ကောင်လေးခမရမိမမယူချင်တာနဲ့တစ်နှစ်တော့အောက်ရရှာပြီအမှန်ဆိုခေါင်းအေးနဲ့စဉ်းစားရင်လုပ်စရာတွေအများကြီးရှိသေးတယ်သူမိဘတွေကအပင်ပန်းခံပြီးတော့တစ်နှစ်လုံးကြောက်ထားခဲ့တာဘာမှုသားလေးနဲ့တမနက်လုံးစိတ်မကောင်းဖြစ်နေတာစာမှုဘက်ဖြည့်ချိန်နည်းလေမယူမရဖြစ်လေစာမှုဘက်ဖြည့်ချိန်နည်းလေနေရထိုင်ရခက်ဖြစ်လေဖြစ်နေတယ်အဲ့ဒီချိန်ကျမှဘယ်နာသွားရှာလို့ရှာရမယ်မသိဒီလိုနဲ့နေခင်းကြတော့ဖုံးလာပါလေရောကျွန်တော်ပဲဆရာဒီကောက်တန်ကြတော့ကျွန်တော်လည်းဝမ်းတာသွားတယ်အေးညီလေးပြောတစ်ဖက်မှအတန်တိတ်သွားတယ်နောက်မှကျွန်တော်ယထာလက်မှတ်ဝယ်ပေးထားပြီးပြီဒါပေမဲ့တွားရကောင်းလို့ပြန်လာရကောင်းလို့စဉ်းစားနေတာအေးငါလည်းအဲ့ဒါပြောမလို့ကောင်းလေးရမင်းပြန်လာပြီးတော့စာမှုဘက်တော့လာဖြေလိုက်ကွာနောက်မဟုတ်ရင်မိမိဘာတွေတက်လုံးစိတ်မကောင်းဖြစ်နေမှာလာတော့ဖြေချင်တာပေါ့ကိုရဒါပေမဲ့လာဖြေလိုက်ရင်မိမှာဗျဟေးကောင်ငါစဉ်းစားထားပြီးပြီစာမှုဘက်ကိုမင်းဖြေလိုက်သူတို့မပြေးခင်ထွက်ပြီးတော့ပြေးပြီးတော့တစ်ဖက်ကအတန်တိတ်သွားပြန်တယ်ပြီးမှပြေးရတော့ဟုတ်ပါပြီကျွန်တော်ကဘယ်ကိုပြေးရမှာတော့ယူဇနာအိမ်ယာမှာငါမိတ်ဆွေတွေရှိတယ်ကွအဲ့ဒီမှာဆိုရင်မင်းကိုဘလို့မှချီရခင်လို့ရမှာမဟုတ်ဘူးငါပုံးဆက်ထားပြီးမယ်ကောင်လေးကအတေချာနားထောင်ပြီးโอเคလေကျွန်တော်ဆောင်းပွဲလာဖြေလိုက်တော့မယ်သူဆောင်းပွဲလာပြန်ဖြေမယ်ဆိုတော့မှကျွန်တော်မှစိတ်အေးရတော့တယ်ဘာလို့လဲဆိုတော့သူမိဘများကအစဒီကောင်ကိုကျွန်တော်စီမှာစိတ်ချလက်ချအပ်ခဲ့တာကိုကဘာမှလာမရတာတခုခုဖြစ်ခဲ့ရင်ကိုအပြစ်မကင်းဖြစ်ရအောင်မှာကိုကြီးကိုယုံလို့ထားခဲ့တာပါဗျာဆိုရင်အလကားနေရင်အမှုကပတ်အောင်မှာအခုတော့စိတ်အေးရပြီသူဆောင်ပွဲဖြေပြီးတော့ရင်သူ့မိဘကိစ္စမရှင်းရတော့ဘူးပေါ့မဟုတ်ဘူးလားဒီလိုနဲ့သူဆောင်ပွဲဖြေပြီးရဲ့အချိန်တီကိုရင်တမမနဲ့စောင့်နေရတာဆောင်ပွဲဖြေပြီးလို့နိုင်ဝဲလို့မှငတိကကမျောတော့ပါနဲ့ရောက်လာတယ်ဟာဟေးကောင်ဆောင်ပွဲဖြေခဲ့ရလားဖြေခဲ့ပါလေဗျအမြန်ဆုံးပြီးအောင်ဖြေပြီးတော့ထွက်လာတာဘယ်မှာလဲယူဇနာအိမ်လေးစားပေးဆိုတော့ကျွန်တော်လည်းအစင်တက်အောင်လုပ်ထားတဲ့လေးစားထိုးပြီးတော့ရောက်ဒီမှာဟေ့ကောင်ရှာရတော့တိတ်မခတ်ဘူးကွလမ်းတွေမှာလည်းမသိရင်မေးသွားပေါ့ရော့မြန်သွားဟေ့ကောင်ဟုတ်ကျွန်တော်ပြေးပြီပြေးပြီငတိပြေးတာမှမှုန်ထွက်နေတာချင်းလင်းကိုပြောတာနော်ဒုက္ခများဘလောက်ကြောက်လန့်နေတယ်တော့မသိဘူးဖနှောင်းတဲ့တင်မကိုတဖောင်းဖောင်းမီအောင်ပြေးတာတိတ်မကြပါဘူးစောင်းဝဲပြီးကြောင်းခေါင်းလောင်းတနေသူကောင်မလေးနဲ့အပေါင်းပါတချို့အိမ်ကိုအပြေးရောက်ချလာတော့တယ်ဟိုကောင်ကျွန်တော်လည်းခက်တီတီနဲ့မျက်မှောင်ကြိုပြီးတော့ဘဲကောင်လဲဘဲကားကောင်ကိုပြောနေရလေအခုအိမ်ကားကောင်လေဘဲပြေးပြီလဲအာအဲ့ဒါတော့မသိဘူးဗျငါလည်းပဲသိမလဲကွာဆောင်းမွေးကအခုမှပြီးတာပဲအိမ်ကိုတော့ပြန်မြောက်သေးဘူးကျွန်တော်စကားလဲကြာရောအားလုံးတယောက်တစ်မျက်နှာတယောက်ကြည့်ပြီးဟေ့ဒါဆိုရင်နေပြန်ပြေးတာပဲဖြစ်မယ်ပူလာကြီးကိုတဖွဲလိုက်ကားကေကိုငါတို့ပိတ်မယ်တင်မောစိတ်ကိုလိုက်မယ်လာနှစ်ယောက်တော့ဆော့မလို့စနေဟေကိုတာဝန်ကိုကြေကြဆိုပြီးလူစုခွဲဝရုပ်သုံးကပြေးချသွားတော့တယ်သူတို့ကိုကြည့်ပြီးရေတောင်ရဲမိသေးတယ်ဟုတ်ပါတယ်လေရုံတောင်ပြေးဟိုကမြောင်းတကုံလိုက်ကြီးဖြစ်နေတာကိုဒီနေရာကိုလည်းကျွန်တော်မှမပြောပြရင်ဘယ်သူမှမသိနိုင်ဘူးလေကျွန်တော်တယောက်တည်းသိတာဆိုတော့အရင်လိုသတင်းကဘယ်လို့မှမပေါက်နိုင်တော့ဘူးရှာပေါ့ရန်ကုန်မြို့ဆိုတာကျင်းလေးမှမဟုတ်တာနောက်ဆုံးသူတို့လက်လျှော့ပြီးပြန်သွားမှဒီကောင်လေးကိုပြန်ခေါ်ပြီးတော့အလုပ်ခိုင်းရတော့မှာဒီကောင်လေးကအမှုပညာနဲ့ပတ်သက်ရင်မဆိုးဘူးဗျတောင်ယုံတယုံပြောပြယုံနဲ့သဘောပေါက်တယ်လက်သွက်ရှစ်သွက်လည်းရှိတယ်မြူဇစ်နဲ့ပတ်သက်ရင်လည်းအတော်လေးကျွမ်းကျင်တယ်အင်္ဂါလူတွေမအားရင်တော့သူတို့လေးတွေကိုတင်ပြီးတော့လုပ်ခိုင်းရမှာပဲကိုသွင်းတဲ့ကိုပြောနေတော့ခုနကဝယုံသုံးကနဲ့ပြေးချသွားတဲ့အဖွဲတွေပြန်ရောက်လာတယ်ဘလို့မှရှာလို့မရဘူးကိုဆရာသူ့ပဲသွားတယ်ဟာအဲ့ဒါတော့ငါလည်းဘယ်သိမလဲကွာစောင်းပွဲပြီးကြတဲ့ကအိမ်မမလာတာပဲ
ကျွန်တော်အဖြေစကားကြောင့်ကောင်မလေးစိတ်ပြက်လက်ပြက်ခေါင်းကုန်တယ်ပြီးတော့ညီရွာသလိုအတန်မျိုးနဲ့အဲ့ဒါဆိုရင်တော့ကိုဆရာမချောင်ဘူးနော်သူ့စကားကြောင့်ကျွန်တော်မျက်လုံးပြူသွားပြီဟာငါလည်းဘာဆိုင်လို့လဲကွာသူတို့သမီးစားကိစ္စငါကဘာလို့မချောင်ရမှာလဲကျွန်တော်စကားဆုံးတာနဲ့အိမ်ကကောင်လေးရဲ့ရီစာကရှေ့ထွက်လာပြီးမျက်နှာကိုလက်ဖွားနဲ့အုပ်ပြီးချုံပွဲချငိုရှာတာကျမကိုဝန်နဲ့3လရှိနေပြီရှင်းဟေးဘလို့ကောင်မလေးရဲ့မထင်မှတ်တဲ့စကားကြတော့ကျွန်တော်မျိုးလုံးပြူပြီးခေါင်းတစ်ပဲကြီးသွားတယ်ဒါကိုကောင်မလေးကလူရှိသူရှိမှပျော့ပျော့လေးခွေချလိုက်ပြီးကျမသူနဲ့ရတဲ့ကိုဝန်ရှိနေပြီရှင့်ဒါကိုသူမမရှိရင်စာအုပ်ကသူ့ချစ်သူအလားကိုကိုပင်အောင်ကစောင့်လို့ဆရာတို့အင်ကပဲစောင့်ပြီးတော့ဒီကလေးကိုတတိရှိရှိမွေးတော့မယ်ဒီကလေးကိုဒီမှာပဲမွေးတော့မယ်ဟေးအဲ့ကိုကြီးလားသူစကားကြတော့ကျွန်တော်ကြောင်ကရမ်းတွေဖြစ်ပြီးစကားမှမပြီးချင်းဖြစ်သွားရတယ်ဒါကိုကောင်မလေးကဟုတ်တယ်အဲ့ကိုကြီးပဲသမီးမှာဒီကိုဝန်ကြီးနဲ့ဆိုတော့နေလည်းမပြန်ရဲဘူးအဆက်ကွဲမဲ့သူနဲ့ရတဲ့ကလေးကိုသူ့ဆရာအိမ်မှာပဲစိတ်ချလက်ချမွေးတော့မယ်အဲ့ဒါဆိုရင်ဆရာခဏတော့အမိခံပေးသူပြန်လာမှသူ့ကလေးပြန်လုံးတော့မယ်ဟေးခဏတော့နေပါဦးဗျာငါစဉ်းစားလိုက်ဦးမယ်ချက်ချင်းခေါင်းလေးနောက်ပြီးဘာတင်ပြောရမယ်မသိဖြစ်သွားတယ်ဖြစ်ပုံကသူများပါပြီးသားအင်းပုံခွာထိုင်ပြီးငါပါတယ်လို့ရမယ်အပေါင်မျိုးကြီးဒါဆိုအဆောင်ကငါအထုပ်တွေတွားပြန်ယူပြီးတော့ဒီမှာနေကြပါဦးငွေဒီမှာဆိုတာကလည်းယောက်ျားလေးတွေကြီးပဲနေတာအမှုပညာသမားတွေကြီးပဲဆိုတာစစ်ထဲမှာလို့တော့တန်းစီမှာမဟုတ်ဘူးအိုးဘလို့ပဲဖြစ်ဖြစ်ဒီကလေးကိုဒီမှာပဲမွေးရမှာပဲအဲ့လိုလည်းမလုပ်ပါနဲ့ဟာဒီကောင်လေးကိုယူဇနာအိမ်ရမှာငါဖွက်ထားပါတယ်ဟာအဲ့ဒီမှာတွားရှာပြီးတော့ဖြည့်ရှင်းကြနော်ငါတော့အမှုပတ်ပါနဲ့ဆိုတော့မှငတိမမျက်ရည်တုပ်ပြီးအစကအဲ့လိုမပြောဘူးဘယ်မှာလဲလိမ့်စာရေးပေးပါမယ်ဟာကျွန်တော်လိမ့်စာလဲရရောတတိုက်ကြီးချီတက်သွားကြပြန်တယ်သူတို့ထက်သွားမှကျွန်တော်လည်းတက်ပြင်းချနိုင်တော့တယ်ဒီလိုနဲ့2ရက်3ရက်ကြာတော့ကိုကောင်ခေါင်းငိုက်ဆိုင်ကြီးသူ့ကောင်မလေးကသူ့လက်ကိုမလွတ်တမ်းဆွဲပြီးတော့ပြန်တွေ့ရတယ်ကျွန်တော်လည်းလော့ကိုလုပ်ပြီးတော့ဘယ်နဲ့လဲငါကောင်အဆင်ပြေရလားဆိုတော့ငတိမျက်နှာကြီးတုံမုံတက်ပြင်းချပြီးကိုဆရာကလည်းဗျာဒီတစ်ခုမှပြောတယ်ကျန်တာဘာမှဆက်မပြောတော့ဘူးဒါနဲ့ကျွန်တော်ကပဲဘယ်တက်နိုင်မလဲကွာသူ့မှာကလည်းဟိုလိုဆိုတော့နှမချင်းကိုချင်းစားတော့တာပေါ့ကျွန်တော်စကားကိုငတိကတစ်ချက်ဝေ့ကြည့်ပြီးကိုဆရာကလည်းဗျာဆိုပြီးတော့လေးပင်လွန်လာတဲ့ချင်းလင်းမျိုးနဲ့ထွက်သွားတယ်ကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်အလုပ်ရဲ့မှန်တယ်လို့ကောင်းမလေးနေရကျွန်တော်ညီမသူ့မှာပဲထားပါတော့ကိုချင်းမစားတင်ဘူးလားအခုခေတ်ယောက်ျားသားတွေများကစားပြီးနားမလဲပကံမစေးပဲထားခဲ့တာအများသားဗျဒါကြောင့်ဒီကိစ္စကိုဒီလိုပဲဖြစ်နေတယ်လို့ကျွန်တော်ထင်တယ်ကိုပဲလဲမှလည်းကြောက်တာပါတာပေါ့ဒီလိုနဲ့ကောင်လေးလဲမတက်တာတဲ့အစုံကောင်းမလေးရှိရာနဲ့လိုက်နေရတော့တာပါပဲတခုပဲစိတ်မကောင်းဖြစ်မိတာကသူ့ရဲ့အမှုပညာပဲဒါကလည်းတခုရှိတာကကို့မှာရီမန်းချက်ကြီးရှိခဲ့ရင်ဒီလိုကိစ္စမျိုးကိုမဆက်စော့နဲ့လေမဟုတ်ဘူးလားကျွန်တော်တို့လိုလူမျိုးကြီးဖြစ်အောင်နေအေးရောစိတ်ထဲမှာမတွေ့တာကြတော့မေးပြောက်ဖြစ်သွားတယ်2နှစ်3နှစ်လောက်တော့ကြာပြီကိုမကြတဲ့ခင်ကမှဒီစာမြေးခင်ကောင်လေးစီကဖုန်းအဆက်အသွယ်ရတယ်ကျွန်တော်လည်းဝမ်းသာသွားပြီးတော့အေးကောင်လေးအဆင်ပြေရလားပြေပါတယ်ဒီလိုပါပဲသူ့အတန်ကရှင်လန်းနေတာမဟုတ်အဆင်ပြေနေမှန်းသိတာလေဒါနဲ့ကျွန်တော်ကမင်းကောင်ရောအတော်ကြီးပြီလားကျွန်တော်အမေကိုတစ်ဖက်ကအတန်သိသွားတယ်ဘာပြောလိုက်လဲဆိုတာစကားအခြေဆက်မရှိတော့ဇဝေဇဝါဖြစ်ပုံရပါတယ်အတော်ကြမှာဘဲကောင်လေးဗျအာမင်းကလေးလေကွာမင်းကလေးအခုဆိုရင်အတော်ကြီးပြီရောပေါ့အာကို့ဆရာကလည်းကျွန်တော်အမေကိုကောင်လေးကစိတ်ပြတ်သွားပုံရတယ်နောက်မှဘာကလေးမှမရဘူးဗျဘာကလေးမှလည်းမရှိဘူးကောင်လေးဖြေကြောင်းကျွန်တော်အံ့အားတင်သွားတယ်ဟေးဒါနဲ့လွန်ခဲ့တဲ့3နှစ်ကမင်းမိမကိုဝန်3လဆိုကိုဆရာကလည်းအနောက်ကမိမတယောက်ခိုးရည်တန်းတခွေခွေနဲ့ကြားနေရတယ်
ဘာကိုမှမရှိဘူးဗျကျောင်းနေတဲ့ဟာကိုဘယ်နဲ့ကိုဝင်ရှိရမှာလဲအဲ့ဒါကိုဆရာကိုညာရှသွားတာအခုချိန်ထိမသိသေးဘူးလားဟေးကောင်းလင်းစကားကြောင့်ကျွန်တော်ပါစက်တည်သေးသွားတယ်နောက်ပိုင်းဘာတွေပြောနေလဲကျွန်တော်မကြားတော့ဘူးအတွေ့အထဲမှာလည်းမိမမာယာဆိုတာတွေတန်းစီပြီးတော့ပေါ်လာတယ်မိဘသဘောတူနဲ့ယူရမယ်မိဘကသူ့နဲ့ပဲသဘောတူတယ်ကျောင်းပြီးရင်ချက်ချင်းယူရမယ်ကိုဝန်3လရှိနေပြီတဆင့်ရင်လှိုက်စားလာတဲ့လှက်ခွက်တွေငါတို့ဘာလို့မစစ်စားမိတာပါလဲနောက်ဆုံးကြတော့ခံလိုက်ရတာကကိန်းလို့တော့မအွန်လိုင်းတော့ဘူးဒါတွေကမိမနဲ့ပတ်သက်တဲ့လှက်ခွက်ကလေးတွေပဲဒီမှာကျွန်တော်ဘက်ကပြောစရာရှိလာပြီကောင်လေးတွေယောက်ျားလေးတွေတော့ပေါ့ကျွန်တော်လည်းမိမကိစ္စနဲ့ပတ်သက်ပြီးတော့တိတ်ဆက်ဆံပူတာတော့မဟုတ်ပါဘူးခင်မှုတာလည်းနည်းပါတယ်ဒါပေမဲ့ကိုကပဲနဲ့နဲ့ချွတ်ချွတ်လေးလာကြည့်လို့လားမသိဘူးသူတို့ရဲ့ဇယိုက်နဲ့စကားအဓိပ္ပာယ်တော်တော်များတိလာတယ်တိလာတာလည်းအများ theory ထုတ်လို့ရလာပါတယ်ကဲကျွန်တော်ဆက်ပြောပြမယ်ကျွန်တော်ပြောပြတဲ့အကြောင်းတွေဖတ်ပြီးတော့ဟာဒါတော့ငါမိမကိုစောင်းရတာကွဟေးငါကောင်မလေးတိုင်းပါပဲလားဆိုတာမျိုးတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ဘယ်သူတူတယောက်ကိုမှထိုင်ကြည့်ပြီးရေးတာမဟုတ်ပါဘူးမိမတွေအားလုံးကဒီတိုင်းကြီးပါပဲကဲဘာသာစကားကစပြီးတော့ပြောပြမယ်ကြည့်လိုက်ပါဦးလူတွေမှာအများဆုံးပြောလေသုံးလေးရှိတဲ့သဘောရိုးစကားလုံးစကားစုအတန်စသည်ဖြင့်12မျိုးရှိပါတယ်ပြီးတော့မိမတွေကအဲ့ဒီစကားကိုပဲသုံးတဲ့အခါဘာအဓိပ္ပာယ်တွေဖြစ်ကုန်တယ်ဆိုတာကြည့်ကြရအောင်တိုက်ဆိုင်မှုရှိရင်တော့ဟုတ်တယ်ဟာလို့ထအော်ပေးပါစလိုက်ရအောင်နံပါတ်1ကောင်းပြီလေရိုးလေးပါဒီစကားလုံးကိုကျွန်တော်တို့အနေနဲ့အငင်းကုန်ဖြစ်တဲ့အခါမှာကိုမှန်တယ်လို့ယူဆရင်စက်မငင်းကုန်ရင်တော့ဒီလိုမျိုးကောင်းပြီလေဆိုတဲ့စကားနဲ့အဆုံးတက်ကြလေးရှိပါတယ်တဘောကတော့တော်ပါပြီလို့တက်ရောက်ပါတယ်မိမတွေအတွက်တော့အဲ့ဒါလိုအဓိပ္ပာယ်တက်ရောက်မှုမဟုတ်ပါဘူးကောင်းပြီလေဆိုတဲ့အနောက်မှာရှင်ဘာနဲ့တက်တည်ပြမလဲဆက်လက်ငင်းကုန်စရာစကားများရန်ဖြစ်စရာတွေအများကြီးကြံရှိပါသေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တုံ့တက်ကြတယ်ဟုတ်တယ်နော်နံပါတ်2ခဏလောက်သူတို့ရဲ့ခဏဆိုတာအနည်းဆုံးနာရီဝက်ပါပဲဘာနဲ့ကန့်ညီတယ်လဲဆိုရင်သူတို့ရဲ့နှုတ်ဖျားကခဏလောက်ဆိုတဲ့စကားကြတာနဲ့စုနေတဲ့ထမင်းကိုထားမွေဖို့အင်ရှိအမိုက်ကခေါင်းနောက်တန်ကြားလို့အမိုက်ရှင်းဆွဲပြီးထွက်တွန်ချေတော့အထိပါပဲဒါသားမန်းချိန်မှာသူတို့ရဲ့အလှပြင်းနေတော့ခဏလောက်ဆိုတဲ့စကားကြားရရင်ခမည်းတော်အဝေးပြေးကားကိတ်အထိကိုအသွားပြန်ကားစီလို့ရပါတယ်နံပါတ်3ဘာမှမဟုတ်ပါဘူးဒီစကားကိုကျွန်တော်တို့ကဘာလဲကွဘာမှမဟုတ်ပါဘူးဆိုပြီးတော့တုံ့တက်ကြပါတယ်ဘာမှအရာတွင်းလောက်တဲ့ကိစ္စမဟုတ်တဲ့အတွက်တစ်ဖက်လူသိရင်လည်းဘာမှအကြောင်းထူးမှမဟုတ်တဲ့အတွက်တုံ့တဲ့စကားပါဒါကိုမိမတွေနှုတ်ဖျားကဘာမှမဟုတ်ဘူးဆိုတဲ့စကားကြားနေရရင်တခုခုတော့တခုခုပဲဆိုတဲ့အဓိပ္ပာယ်တယောက်တဲ့အတွက်ခင်ဗျားတို့အဲ့ဒီစကားကြားရင်အနေထိုင်တာစင်စင်ကြတော့ပြုညဒီနောက်ကဒါပဲဆိုတာပါဆက်ပေါင်းပြီးလို့ကတော့တေဖို့တာပြင်မိမတွေနှုတ်ဖျားကဘာမှမဟုတ်ဘူးဒါပဲဆိုတဲ့စကားကြားရင်နီးစက်ရာစတိုးဆိုင်မှာဂုံးတစ်ထုပ်ဝယ်ပြီးတော့နားတာဆိုထားကြတော့ဘာမှမဟုတ်ပါဘူးခအဲ့ဒီစကားကိုခမည်းသိကျင်နေဆိုရင်တော့သူတို့ကမသိသေးခြင်းတဲ့အခါတို့မဟုတ်မိမတယောက်ရဲ့အမှုအရာခံစားမှုကိုပြတဲ့အခါမှာသုံးလေးရှိပါတယ်စကားများရဖြစ်တဲ့အခါမျိုးမှာမိမများဟာဘာမှမဟုတ်ပါဘူးဒါမှမဟုတ်ဘာမှမဟုတ်ဘူးဒါပဲဆိုတာကိုထင်ထင်ရှားရှားသုံးလေးရှိပါတယ်နောက်ဆက်တွဲကတော့အဲ့ဒီစကားလုံးရဲ့အနောက်မှာအထက်ဖော်ပြပါအတိုင်းခဏလောက်တော့ကြာပါလိမ့်မယ်ပြီးရင်ကောင်းပြီလေဆိုတာနဲ့အဆုံးတက်လေးရှိပါတယ်နံပါတ်4လှုပ်လေလှုပ်အဲ့ဒီစကားလုံးကိုမျက်ခုံးပြီးပြီးပြောရင်စိန်ခေါ်မှုစပြီးရုပ်ဒီစကားမျိုးကဘာမှမဟုတ်ပါဘူးဆိုတဲ့စကားရဲ့နောက်ဆက်တွဲပါပဲသူတို့စိတ်ထဲမှာကလေးကောက်ဖြစ်စရာပေါ်လာတဲ့အခါပေါ်လာတဲ့သူတို့ရဲ့ခံစားမှုပါပဲပြီးရင်ကောင်းပြီလေဆိုတာပါလာပါလေရောဘယ်လောက်ထိကြာနေလဲဆိုတော့ခဏလောက်ပေါ့သူတွေးရတဲ့အထိပါပဲလှုပ်လေလှုပ်ခဝေးဒီစကားကိုပုံမှန်မျက်ခုံးမျိုးနဲ့ပြောရင်တော့ခွင့်လွတ်တဲ့သဘောပါပဲတနည်းဆိုရင်ပန်းပေးပါပြီဆိုတဲ့သဘောပါပဲဒါပေမဲ့တခုသတိထားရမှာကအဲ့ဒီစကားလုံးအဓိပ္ပာယ်ကလှုပ်ရှင်တာလှုပ်
ခမ ्या ကိုသူကယူမဆိုင်တော့ဘူးဆိုတဲ့သဘောပါပဲနံပါတ်5ရပါတယ်ဒီစကားဟာအင်မတန်အနေရရှိပါတယ်ရပါတယ်ဆိုတာကိုအကျဉ်းအရေးအများကြီးသုံးလာပြီဆိုရင်ခမ ्या ဘာတွေလှုပ်ထားတယ်ဆိုတာအတဲအတန်တောက်လျှောက်မြင်လည်ပြီးတော့စုံစမ်းတော့မယ်ဆိုတဲ့သဘောပါရပါတယ်ဆိုတဲ့စကားနဲ့အမြဲတွဲသုံးလေးရှိတာကလှုပ်လေရပါတယ်ဖြစ်ပြီးတော့ဘာမှမဟုတ်ပါဘူးဆိုပြီးတခါလာကောင်းပြီလေးနဲ့အဆုံးတက်လေးရှိပါတယ်ဒါဆိုခဏလေးဆိုတဲ့အချိန်တော်တွင်မှာသူကအစီအစဉ်တွေအကွက်ချထားချက်ကောင်းကင်တော့မယ်ဆိုတာသိကြနေပါပြီခမ ्या တို့ဒုက္ခအကြီးကျယ်ရောက်ပြီဆိုတာသိကြသလောက်ရှိနေပါပြီနံပါတ်6ကဲလှုပ်ပါဦးဒီစကားကိုလက်ပိုက်ခေါင်းပေါ်ပြီးတော့ပြောတတ်ပါတယ်ဒါကတော့ကြောက်စရာသိမ့်မလိုပါဘူးလို့ယူဆကောင်းယူဆနိုင်ပါတယ်ဒါပေမဲ့ခမ ्या သိထားရမှာကအခြေအနေတရက်ကိုတင်ပြတာလည်းမဟုတ်ပါဘူးဒါကကန့်လန့်တဲ့သဘောပါဒါကိုခမ ्या အတွက်အခွင့်အရေးပေးတယ်လို့ယူဆလို့ရပါတယ်ခမ ्या လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတောင်းပန်တာအကြောင်းပြတာတို့လုပ်လို့ရပါပြီဒါပေမဲ့စင်ရှင်တော့မပေးမိစေနဲ့စင်ရှင်ပေးမိတာနဲ့သူတို့နှုတ်ဖျားကကောင်းပြီလေလှုပ်လေလှုပ်ရပါတယ်ဘာမှမဟုတ်ပါဘူးဆိုတာစကားတွေခဏလောက်တော့ကြားရပါလိမ့်မယ်နံပါတ်9ကျေးဇူးပဲရှင်းပါတယ်ခမ ्या ကိုမိန်းကလေးတယောက်ကကျေးဇူးတင်ပါတယ်ဝမ်းနာသွားလားခမ ्या စိတ်ထဲမှာအရေးပြောကြသွားပြီလားမထင်တဲ့အောင်ကိုလူခမ ्या နှုတ်ကကူညီခွင့်ရတာကိုကျေးဇူးတင်လာပါပြီလို့ပြန်ပြောနိုင်တဲ့အချိန်မှသာဒီစကားကကောင်းပါတယ်ဒီလောက်ပဲနော်ပုံမသွေးနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခါခွေဒါကတော့ကျေးဇူးပဲဆိုတာနဲ့အများကြီးခွာသဗျဒီနေရာမှာအများကြီးဆိုတဲ့စကားကိုအားနဲ့ပို့ပြီးတော့ဖိပြောလိုက်တယ်ဆိုရင်တေချာပြီခမ ्या ရဲ့ပြုမှုကသူတို့အတွက်စာနာစိတ်ကင်းမဲ့သလိုဖြစ်သွားတဲ့အတွက်သူ့ကိုထိခိုက်သွားတယ်ဆိုတဲ့သဘောပါဒီစကားရဲ့နောက်ွယ်မှာခဏလောက်တော့ကြာပါလိမ့်မယ်ပြီးရင်ကောင်းပြီလေးဆိုတာနဲ့ပြန်စပြီးကဲလှုပ်ပါအောင်ဆိုပြီးတော့လှုပ်လေလှုပ်ရပါတယ်ဘာမှမဟုတ်ပါဘူးဆိုပြီးတာနဲ့ကျေးဇူးပဲဆိုတာကိုစောင့်ကြည့်အောင်ကြီးနဲ့ပြန်ပြောပါလိမ့်မယ်နံပါတ်8ပေါ့လေဟုတ်လားကျွန်တော်တို့အဲ့ဒီစကားကိုသုံးရင်တေချာတဲ့ကိစ္စကိုပိုသေးကြအောင်အတည်ပြုပြီးတော့မေးတာပါဥပမာမင်းဒီမုတ်တွေအကုန်စားလိုက်တာပေါ့လေဟုတ်လားမင်းတနေ့လုံးအိမ်မှာရှိနေတာပေါ့လေဟုတ်လားဒီလိုပြောတတ်ကြပါတယ်မိမတွေရဲ့ပေါ့လေဟုတ်လားဆိုတာကကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ပါပဲခမ ्या မဟုတ်တာလှုပ်ထားတာကိုသူသိသွားတဲ့အခါမျိုးမှာဒီစကားကိုသူတို့ကအပိုင်အနိုင်ပြောတတ်ပါတယ်ရှင်ဒီနေ့ရုံမှာတနေ့လုံးရှိနေတယ်ပေါ့လေဟုတ်လားဒါဆိုသေးကြပြီခမ ्या မရှိချင်းသူ့ရုံးကိုရောက်ခဲ့တယ်ဆိုတာပဲခမ ्या အဲ့ဒါကိုမှညာမိရင်ကောင်းပြီလေကဲလှုပ်ပါဦးဘာမှမဟုတ်ပါဘူးလှုပ်လေလှုပ်ရပါတယ်ကျေးဇူးပဲဆိုတာတွေခဏလောက်တော့နားထောင်ပေးရပါလိမ့်မယ်တခါတည်းလည်းအဲ့ဒီရှိကမှအိုးဆိုတဲ့စကားလုံးကလည်းရှိတတ်ပါသေးတယ်နံပါတ်8အိုးအမှန်တော့ဒါဘာမှမဟုတ်အာမေရိတ်တန်လေးတစ်ခုပါပဲဒါကိုဘာပြဿနာရှိလို့လဲလို့ဆိုပါလိမ့်မယ်အိုးအဲ့ဒီနာကအင်္ဂလိပ်ယူပေးပါဦးဒါမျိုးကိုထားအောင်မနေ့ကရှင်ဘယ်မှာရှိနေလဲအိုးကျမဘာလို့ရှော့ပြောနေမှမသိပါဘူးဒါလည်းတိတ်တော့ပြဿနာမရှိသေးပါဘူးအကယ်၍များစကားကမလာသေးပဲအိုးဆိုတဲ့စကားတန်ကိုခက်ဆောင်ဆောင်ကြားလို့ကတော့အမြဲဆုံးသာပြေးပြီးတော့လမ်းမလျှောက်နဲ့နော်လမ်းလျှောက်ရမှာမဟုတ်ဘူးအနည်းဆုံးထွက်ပေါက်ကနေပြေးခိုင်းတာနောက်မို့ဆိုရင်ဘာမှမဟုတ်ပါဘူးကောင်းပြီလေလှုပ်လေလှုပ်ကဲလှုပ်ပါဦးရပါတယ်စလာတွေခဏလောက်ကြားပြီးရင်ကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုပါလိမ့်မယ်နံပါတ်9အော်ခါထောက်ပြောတတ်ပါတယ်ဘာမှမဟုတ်တဲ့အာမေရိတန်လေးပါပဲဒါပေမဲ့အဲ့ဒီတန်ကိုဘာဝက်ချက်မှမစားရင်ခမ ्या ကိုမောကြည့်ပြီးတော့ရေရွတ်တာဆိုရင်တော့ခမ ्या မဟုတ်တာတစ်ခုကိုသူလက်ပူးလက်ကျက်မိသွားပြီဆိုတဲ့အဓိပ္ပာယ်ပါထက်ညာထက်လိုက်ဖို့မကြိုးစားပါနဲ့ကျေးဇူးများကြီးတင်ပါတယ်ဆိုကားစပြီးကဲလှုပ်လေလှုပ်ဘာမှမဟုတ်ပါဘူးရပါတယ်ကဲလှုပ်ပါဦးခဏလောက်ကောင်းပြီလေဆိုပြီးတော့တက်ပြင်းချပါလိမ့်မယ်နံပါတ်10တက်ပြင်းတူဒါကလည်းမိမတက်ပြင်းဖြစ်တဲ့အတွက်စကားလိုပဲအဓိပ္ပာယ်ရှိပါတယ်ဒါကတော့ကျွန်တော်တို့မိန်းကလေးတွေအကြောင်းတွေကနားလည်နိုင်တာတစ်ခုပါပဲမိန်းမတွေရဲ့စကားမပြောနဲ့တက်ပြင်းတော့ခမ ्या တို့အပြည့်အစုံနားမလည်နိုင်ဘူးဆိုတာအမြဲမှတ်ထားပါတက်ပြင်းတိုးလေးချခြင်းကသူကျင်းနဲ့သွားတာလို့ယူဆလို့ရပါတယ်အဲ့ဒီအချိန်မှာအကောင်းဆုံးခမ ्या လို့ဆောင်မှုကဘာမှထက်မလို့ရှာပါနဲ့အသက်လည်းမရှူပါနဲ့
ခမရတို့ရဲ့တကယ်အခြေအနေကိုတည်သွားစေတာမျိုးဘာမှကိုမလုပ်ပါနဲ့လုံးမိတာနဲ့ကောင်းမိလေးကနေစပြီးတော့တက်ပြင်းကြီးရှာဒီအထိအဆင့်တက်သွားနိုင်ပါတယ်တက်ပြင်းကြီးခခွေတက်ပြင်းကိုခက်ဆော့ဆောင်ချပြီးဆိုတာနဲ့ခမရတို့ကိုဘလို့မှနားမလဲပါလားဆိုတဲ့အဓိပ္ပာယ်ပါပဲမိမတွေတက်ပြင်းကိုတိတိကျကျခက်ပြင်းချပြီးဆိုတာနဲ့အဲ့ဒီရဲ့တကယ်အဓိပ္ပာယ်ကတော့ဒီကောင်ကအယူပဲဆိုတာဖြစ်ပြီးတော့သူတွေးနေတာကအော်ငါလည်းဒီလိုကောင်မျိုးနဲ့မှဒီမှာရက်ပြီးဘာလို့အချိန်ကြီးဖြုံးနေမိပါလဲလို့တွေးနေတာအမှန်တော့ဒါတွေအားလုံးကဘာမှမဟုတ်ဘူးဆိုတာကနေစပြီးစကားများရင်းနဲ့ဖြစ်တာပဲလေနံပါတ်7စိတ်ကုန်တယ်မိတ်ဆွေပြေးမလို့တော့ဘူးတေးချပြီစိတ်ကုန်တယ်ဆိုတဲ့စကားကိုကျွန်တော်တို့ကတော်ပြီကွာဒီဘောလုံးပွဲမကြည့်တော့ဘူးစိတ်ကုန်တယ်တရှင်းဆိုနေတာကလည်းစိတ်ကုန်စရာကြီးကွာဒါမျိုးတွေတုံးတက်ကြပါတယ်မိမတွေရဲ့စိတ်ကုန်တယ်ဆိုတဲ့စကားလုံးကအဲ့ဒီတိတ်ပဲမဟုတ်ပါဘူးတော်ပြီရှင့်ကိုကျွန်မစိတ်ကုန်တယ်ဆိုတာရှင့်ကိုကျွန်မအတော်လေးစောရထွက်နေပြီရှင်တော့နာတော့မယ်ဆိုတဲ့သဘောပါများတော့အဖြစ်မိမတွေရဲ့နှုတ်ဖျားကစိတ်ကုန်တယ်ဆိုတဲ့စကားရဲ့နောက်ွယ်မှာတခုပဲကြံပါတော့တယ်နောက်ဆုံးနံပါတ်ပေါ့ကြည့်လိုက်ပါဦးနံပါတ်7ဖယားဒါကတော့ကျွန်တော်တို့ဂုဏ်တော်9ပါးနဲ့ပြည့်စုံသောဗုဒ္ဓကိုတတိတရရည်ရွတ်တာပါအံ့ဩစရာများကြုံတွေ့တဲ့အခါကြောက်လန့်စရာများမြင်ရင်ကျွန်တော်တို့ကိုယ်ွယ်ရာကိုတတိရမိတာပါမိမတွေရဲ့ကောင်းမိလေးကစပြီးစိတ်ကုန်တယ်ဆိုတဲ့အထီးရဲ့နောက်ဆက်တွဲဖယားမြည်တမ်းတန်ကစေးုံပို့ကြပါဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်မိမကသူ့ရင်ဘက်သူဖိပြီးဖယားလို့ရည်ရွတ်ရင်တော့သူ့ကိုစေးုံပို့ရမှာဖြစ်ပြီးတော့ဒါမှမဟုတ်ငရုတ်ကြပွဲပြန်တစ်ခုကြောင့်တွေးရင်ထဲလဲနေတဲ့ခမားကိုကြည့်ပြီးပြောတာဆိုရင်တော့ခမားကိုစေးုံပို့ဖို့ဆိုတာမှတ်လိုက်ပြီတော့ဗျို့မိမတွေရဲ့ဘာသာစကားနဲ့အဓိပ္ပာယ်ကတည်တံ့ရှိပါတယ်တခါတလေကိုမထင်မှတ်ထားတဲ့စကားအဓိပ္ပာယ်တွေဖြစ်နေတတ်ပါတယ်ကို့အနေနဲ့ဘာမှမဟုတ်ပါဘူးလို့ထိမိတာလေးကိုပြောလိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီစကားဟာသူ့ဘဝမှာအနာတရားအဖြစ်ဆုံးစကားဖြစ်နေတတ်ပါတယ်ဥပမာမလှဘူးဆိုတဲ့စကားမျိုးပေါ့အဲ့ဒီစကားလောက်သူတို့ကိုခံမင်းစေတာမရှိပါဘူး10ယောက်မှာ9ယောက်ပေါ့ဘာကြောင့်မကြက်ကြတာလဲဆိုတာကျွန်တော်တို့အနေနဲ့ညံမိပါဘူးဒီမှာပြောစရာရှိပါတယ်မိမတွေကယောက်ျားတွေနဲ့ဆိုင်ရင်အုံနောက်ဖွံ့ဖြိုးမှုနှေးကွေးတယ်လို့ဆိုကြတယ်ဒါလည်းဖြစ်နိုင်ပါတယ်ယောက်ျားတွေဟာမိမတွေထက်အုံနောက်ပိုကြီးတဲ့အတွက်အစစရာဖွံ့ဖြိုးတိုးတက်မှုမြင်တတ်ပါတယ်ဒါပေမဲ့ယောက်ျားတွေမဖြစ်နိုင်တာသူတို့မှဖြစ်လေရှိပါတယ်ယောက်ျားတွေကအုံနောက်ဖွံ့ဖြိုးတိုးတက်မှုတာမြင်တတ်ပြီးတော့မိမတွေလိုအုံနောက်2ခုမဖြစ်နိုင်ပါဘူးမိမတွေကအုံနောက်2ခုဖြစ်တတ်ပါတယ်အဲ့ဒီချိန်ကသူတို့ကိုယ်ဝင်ဆောင်တဲ့ချိန်ပါတွေးခေါ်ပညာရှင်ကြီးတူကပြောပူပါတယ်ခမရဟာမိမကောင်းတယောက်ကိုရမယ်ဆိုရင်တာယာချမ်းမြေတဲ့အိမ်တော်ကြီးကိုပိုင်ဆိုင်ရမှာဖြစ်ပြီးတော့မိမဆိုးတူကိုရရင်တော့ကျွန်တော်လိုတွေးခေါ်ပညာရှင်ဖြစ်လာလိမ့်မယ်တဲ့သူဆိုတာမှန်ရင်တော့မြန်မာပြည်မှာတွေးခေါ်ပညာရှင်တွေလဲမှာမဟုတ်ဘူးဗျဖြစ်လဲဖြစ်နိုင်ပါတယ်ကျွန်တော်အကိုဆိုရင်သူ့မိမရောက်ခမတွေထိုင်ဟားနေရင်းနဲ့ဟာတာအပြောကလုံးတယောက်ဖြစ်နေပြီနောက်ဆိုတခုတည်းရှိသေးတယ်တရေပြောချင်းရင်လမ်းပေါ်ကမိမရှာတလားပြောချင်းရင်မိမယူတနစ်ပြောချင်းရင်မယံငယ်ထားတလုံးပြောချင်းရင်တော့ကျွန်တော်လိုလူပြိုကြီးပဲလုပ်ပါဟုတ်မဟုတ်အတေချာပြန်စဉ်းစားကြည့်ပါကျွန်တော်ကတော့ဟုတ်တယ်ထင်တာပဲဒါကြောင့်လေမိမယူပြီးသူတွေရဲ့အမြဲတမ်းလက်ကင်စကားကတော့ဟေးကောင်ဘယ်တော့မှမိမမယူနဲ့ဘာကြောင့်ဒီစကားပြောကြတယ်ဆိုတာတော့ဂဂနနာမေးလို့မရဘူးမေးရင်လည်းပြန်ဖြေတဲ့စကားကအားလုံးတစ်မျိုးတည်းတက်လီတန်နေပဲရှုပ်တယ်အလကားဘာတွေရှုပ်ပြီးဘာတွေလကားဖြစ်နေလဲကျွန်တော်လည်းမယူတော့မသိကျွန်တော်စဉ်းစားကြည့်ပါတယ်ရှုပ်တယ်အလကားဆိုတဲ့ကိစ္စကိုပါဥပမာဘွဲယူတဲ့ကိစ္စပဲဆိုပါတော့ယောက်ျားသားများကဘွဲဝိစုံကြီးခြုံလိုက်လို့မမြင်နိုင်တဲ့ကိစ္စတွေကိုတိတ်ပြီးတော့အလေးမထားတတ်ကြဘူးအင်ကြီးကိုအဖြူကလေးဝစ်မယ်ပစိုးကိုကိုတက်တဲ့မြအကောင်းဆုံးဝေပြီးတော့ဖက်နှက်ကိုတော့ဂရီဘာဖက်နှက်စီးပြီးပြီမိမတွေကြဒီလိုမဟုတ်ဘူးရဟာဆယ်နေ့မှာဝေစုံကတစ်မျိုးရွှေကဘလို့ပုံမိတ်ကက်ကဘဲတို့တကယ်ပွဲယူရတဲ့နေ့မှာဝေစုံကတစ်မျိုးရွှေကဘဲပုံမိတ်ကက်ကဘဲတို့ထားပါတော့ပြောကြပါလိမ့်မယ်တသက်မှာတစ်ခါပွဲယူတဲ့နေ့မှာကျမတို့ဘာသာကျမတို့အလှပြင်တာကိုရှင်ကဘာမဆိုင်ညမဆိုင်လက်ဝင်ရနေတာလဲဆိုပြီးဂျိုလီနေလို့ပြောထားတာနော်ဒီစာဖက်ပြီးစိတ်ထဲမှာဒါမျိုးပဲပြောချင်နေပြီမဟုတ်လားတသက်မှာတစ်ခါပွဲယူတာမျိုးမို့
စိတ်ကြိုက်အလှပြင်တာကျွန်တော်ဘာမှမပြောချင်ပါဘူးကျွန်တော်ပြောချင်တာကမိမတွေဘွဲယူတဲ့အခါမဖြစ်ပါတဲ့ဘာမှလည်းအသုံးမဝင်တဲ့လက်ကင်ရေးအကြောင်းပါမြန်မာပြည်မှာမိမပေါင်းတန်းရှိပြီးဘွဲယူပြီးပါပြီအဲ့ဒီမိမတွေအားလုံးလက်ကင်ရေးမပါပဲကြောင်းစင်းတဲ့မိမဘယ်နှယောက်တွေ့ဘူးလဲသူတို့ကိုတယူတရကင်ထားတဲ့လက်ကင်ရေးထဲမှာဘာအရေးကြီးပစ္စည်းပါလဲဆိုတော့ဘာမှမပါဘူးမကင်ဘူးလားဆိုတော့ကင်တယ်အဲ့ဒီလက်ကင်ရေးကိုမှတူထန်းကပိုလှအောင်ဝဲကြသေးတယ်ရှုပ်တယ်အလကားဆိုတာအဲ့ဒါပဲစင်မော်တက်သွားရင်မိန်းကလေးတွေကလက်ကင်အေးကိုညာဘက်လက်ကကင်ပြီးတော့တက်တယ်စင်မော်ရောက်ပြီးဘွဲလက်မဲ့ယူတော့မယ်ဆိုလက်ကင်အေးကိုဘက်ဘက်ကိုပြောင်းတယ်ဘွဲလက်မဲ့ကိုညာနဲ့ယူတယ်လက်ဆွဲနှုတ်ဆက်တယ်ပြီးရင်ဘွဲလက်မဲ့ကိုဘက်ဘက်ပြောင်းကင်ပြီးလက်ကင်အေးကိုညာဘက်ပြန်ထားပြီးတော့ဆင်းလာတယ်ကဲဘလောက်တောင်အလကားနေရှုပ်နေတယ်ဆိုတာကြည့်ဟောဓာတ်ပုံရိုက်တော့ရောတသက်မှတစ်ခါပဲရတဲ့ဘွဲလက်မဲ့ကလေးဖဲကျွနဲ့လိတ်ပတ်စံအေးကိုရှေ့ထုတ်ကင်ပြီးတော့ရိုက်ကြတာကျွန်တော်ပြောတာလွန်မယ်ထင်ကြမယ်မယုံရင်ပြန်ကြည့်ကြပတ်စံအေးရှေ့ထုတ်မကင်တဲ့ဘွဲတက်ပုံဘွဲယူဖို့လူတိုင်းမှာရှိမရှိဆိုတာပြန်ထုတ်ကြည့်ကြပါဦးရှေးပဝေတနီခဲကအခုချိန်ထိကျွန်တော်ဖြစ်တစ်ခါမှမမြင်ဘူးသေးဘူးကျွန်တော်ပြောခဲ့သလိုဒီအိတ်ထဲမှာအဖိုးတန်တို့မဟုတ်အရေးကြီးပစ္စည်းဘာမှပါလာလည်းမဟုတ်ဘူးတချို့ဆိုရင်မှန်ကလေးမိတ်ကပ်ဘူးလေးတောင်မပါဘူးအောက်မှာတချို့ဆိုရင်လေအဲ့ဒီအိတ်လှလှလေးဖောင်းရအောင်ကြွကြွအိတ်အစုပ်တွေထိုးသိပ်ထားတာလေအိတ်ကလေးဖောင်းမှလှတာကိုနောက်ပြီးတွေ့ဘူးလေးတယ်လက်ကအိတ်ကအမျိုးမျိုးနော်ရိုးရိုးတန်းသွားတဲ့လက်ကအိတ်ကတစ်မျိုးဘွဲယူလက်ကအိတ်ကတစ်မျိုးမတူဘူးဘွဲယူလက်ကအိတ်ကဘာမှထည့်လို့မရဘူးအသုံးဝင်ပေမဲ့တာမန်အိတ်ထက်တော့ဈေးကြီးတယ်လေအဲ့ဒါလို့ဘာမှအသုံးမဝင်တဲ့အိတ်တစ်လုံးကိုပဲစင်ပေါ်မှာညာလက်ကနေဘဲလက်ကိုပြောင်းလိုက်ဘဲလက်ကနေညာလက်ပြောင်းလိုက်နဲ့အရှုပ်ခံလုပ်နေသေးတယ်ကျွန်တော်ပြောချင်တဲ့ရှုပ်တယ်အလကားဆိုတာအဲ့ဒါပဲမိမယူပြီးလူတွေလည်းဒီစကားထွက်လာတာဒါမျိုးတွေမြင်နေရလို့ဖြစ်ပါလိမ့်မယ်နောက်ပြီးတော့မင်္ဂလာဆောင်မှာဆိုရင်လည်းသူတို့သမီးရဲ့လက်ထဲမှာသူတို့ရဲ့လက်ကအိမ်ကလေးကရှိမြဲပဲသူတို့သားရဲ့လက်ကိုဘယ်ဘက်လက်ကကင်ထားပြီးညာလက်ကသူတို့ရဲ့အိတ်ကလေးကိုကင်ထားတယ်လူတွေကနှုတ်ဆက်ရင်လက်ကအိတ်ကိုဘယ်ဘက်ပြောင်းတယ်ညာလက်နဲ့နှုတ်ဆက်တယ်ပြီးရင်ဘယ်ဘက်ကအိတ်ကိုညာဘက်ပြန်ပြောင်းကင်ပြီးဘယ်ဘက်ကသူတို့သားလက်ကိုပြန်ဆွဲတယ်နောက်ထပ်နှုတ်ဆက်သူရှိရင်သူတို့သားလက်ကိုလွတ်တယ်ညာလက်ကအိတ်ကိုဘယ်ဘက်ကိုပြန်ပြောင်းတယ်နှုတ်ဆက်တယ်ဘယ်လက်ကအိတ်ကိုညာဘက်ပြောင်းပြီးအားနေတဲ့လက်ကသူတို့သားလက်ကိုပြန်ဆွဲအောင်မလေးလေအဲ့ဒီလောက်ရှုပ်တဲ့ဇလန်းဘယ်မှာတွားချရမှာလဲကိုရီးယားဇလန်းတွဲတွေထက်တောင်ရှုပ်နေသေးတဘောကတော့ဗျာတကယ်လိုအပ်လို့တုံးရင်တစ်မျိုးပေါ့နောက်ပြီးတော့အဲ့ဒီလက်ကန်အိတ်ကိုလည်းဝယ်ကန်ကြတာမဟုတ်ဘူးများတော့အဖြစ်ဆိုင်ကငှားကန်ကြတာဘာလို့လဲဆိုတော့တခါသုံးမိရင်ဒိတ်အောက်သွားကြလို့ပါတဲ့သူ့ဘာသာသူဒိတ်အောက်တင်အောင်ပေါ့ဘာဖြစ်လဲပြဿနာကဟဲဒီကောင်ကဟိုပွဲမှာလဲဒီအိတ်ဒီပွဲမှာလဲဒီအိတ်နဲ့မရှက်ဘူးလားမသိဆိုပြီးတော့ချင်းချင်းကခိုးရီကြသေးတယ်ကျွန်တော်တို့ယောက်ျားလေးတွေနေကတော့ဗျာကိုဖို့ထားတဲ့ပစ္စည်းဘလို့နေစိတ်တန်တယ်သူတို့တွေကငှားကင်တဲ့ခစ်ပေါ်မှာဂုံယူတယ်ပြောရင်းနဲ့မိမတွေရဲ့လက်အကြောင်းဆက်ပြောရအောင်မယ်မိမတွေရဲ့လက်ထဲဘာမှမကင်ပဲအပြင်ထွက်တာတွေ့ဘူးလားရုပ်စွာအစုံသူတို့တွေရဲ့လက်ထဲမှာထီတို့မဟုတ်ပတ်စံအိတ်အကြီးကြီးတစ်လုံးတော့ပါမြဲပဲလက်ထဲဘာမှမပါပဲလမ်းလျှောက်တက်တဲ့အရွယ်ရောက်မိမတခါမှမမြင်ဘူးမယုံရင်လိုက်ကြည့်တခုတော့ပါမြဲပဲပစ္စည်းမပါရင်တော့ကလေးစီထားလိမ့်မယ်ဒါပေမဲ့ဘာမှမပါဘူးဆိုရင်တော့တေချာပြီသူ့ယောက်ျားဒါမှမဟုတ်သူ့ချစ်သူကင်ဆရာလက်တနေရာမှာကြံခဲ့လို့ပဲအဲ့ဒါလိုမိမမျိုးအပြူကြီးမှတ်ပြီးတော့မချီးခဲ့လေနဲ့ပါရိုက်ခံရဖို့တေချာတယ်ပို့ပြီးတေချာတာကတော့သူ့လက်အားနေလို့ပါပဲမက်ဒေါနာကအိုင်းစတိုင်းကိုပြောပါတယ်ရှင်နဲ့ကျမပေါင်းရရင်တိတ်ကောင်းမှာပဲဘာဖြစ်လို့လဲလို့အိုင်းစတိုင်းကပြန်ပြီးတယ်ရလာတဲ့ကလေးတွေကကျမလိုရုပ်လျှော်ပြီးရှင့်လိုညံကောင်းတဲ့ကလေးတွေမွေးလာမှာပေါ့လို့ပြောပါတယ်အိုင်းစတိုင်းကခိတ္တစဉ်းစားပြီးမှတော့အဲ့လိုတော့မလုပ်ပါနဲ့ကျုပ်လိုရုပ်ဆိုးပြီးခမည်းလိုညံသုံးတာမွေးလာမှတယောက်မှလူရမဝင်ပဲဟုတ်ပြီဖြစ်နေအောင်ပဲစိတ်ညစ်စရာကြီးမိမတိုင်းမှာထူးခြားတဲ့အမူအရင်းရှိပါတယ်ဒါပေမဲ့များတော့အဖြစ်တူတက်တဲ့အမူအရင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ရှင်ပြန်ရှင်းပါပဲမိမတွေကတိုင်စရာမရှိရင်တော့နင်းနဲ့ငါဘသူအရက်ပိုမြင့်နေဆိုပြီးတော့တောက်ခွနဲ့စီးတာပြန်တက်ကြပါတယ်သူတို့ဒီကအများဆုံးပြန်ဆိုင်တာကတော့တကိုယ်ရီအဝိစင်ပါပဲသူ့အိမ်နေထားစီးပွားရေးအနေထား
မိဘအနေထားဘလို့ပဲရှိရှိဝိစင်တာတဲ့ဝိစားပေါ်မှာအဓိကထားပြီးတော့ကဲ့ရဲ့ခြင်းရှင်ပြန်ရှင်ပြန်ပြုလုပ်တတ်ကြပါတယ်။ကောင်မစားတော့ကစုံရွက်ဝတ်တော့ဘူးပါတိတ်ဒီလိုစကားမျိုးအမြဲတစေကြားရတတ်ပါတယ်။ကိုတငယ်ချင်းရဲ့မိဘစီးပွားရေးစင်ပြေတာတိုင်ရင်ကြီးနေနေတာကိုမနာလို့တိတ်မဖြစ်ကြပေမဲ့အဝိစားကောင်းတွေဝစ်လာတာမြင်သူတို့ကိုကြောတယ်လို့ခံစားတတ်ကြပါတယ်။ဒါမိမရှင်းပြကြတာကိုပြောတာနော်။ခိုင်းဆိုရင်ရိုးရိုးလာနေရကနေအဲဒီနေကြမှာဆွဲကြိုးတစ်ချက်သားကုန်းတော့ဆွဲလာရင်ကျန်တဲ့မိမတွေကလှလိုက်တာဆိုတာကစပြီးကောင်မကြွားကိုကြွားလုံးနေဆိုပြီးစိတ်ထဲကနေကြိတ်ပြီးတော့မနာလိုဖြစ်နေတတ်ကြပါတယ်။ရှေ့မှာဒါတဟင်းတဝင်းဝင်းနဲ့ရည်ချင်းအောင်ဆောင်ပျော်ရွှင်စရာအောင်ဆောင်ပြီးခုနကဆွဲကြိုးနဲ့ကောင်မလေး꿰တာနဲ့ကြံရှိသူတွေကအတင်းတုတ်တော်တာပါပဲ။ဟဲ့တိလားဒီကောင်မကအဲ့ဒီဆွဲကြိုးပေါင်ထားတာကြပြီ။အခုမှစားတဲ့ဖြင့်မပြောမဖြစ်တွေကိုပြောတတ်ကြပါတယ်။လုံးဝကိုမပြောဘူးဆိုရင်တော့သူ့ဆွဲကြိုးကဆံမပြေပါဘူး။စတိတော့ပြောဖြစ်အောင်ပြောတတ်ကြပါတယ်။ဆွဲကြိုးဝစ်လာတဲ့ကောင်မလေးကလည်းနေမယ်ထင်တာ။ဆွဲကြိုးကိုလူမမြင်အောင်ပြပြီးတော့ဒါကလေဒုဖေဖေကသူ့မွေးနေမှုဝဲပေးတာ။တကြက်သားဆိုပေမဲ့လည်းရွေးပိုတယ်ဟာ။ရွှေကတော့ဒိုးဦးလေးထံမှာပတိမ်ပိုရှိတော့စိတ်ကြိုက်အပ်ပြီးတော့ကိုလှုပ်ထားတာ။နည်းနည်းတော့ကြွားတယ်။မကြွားဘူးဆိုရင်တော့စတိတော့ကြွားတယ်။သူတို့ကမေးရင်ဒါကြွားရမမြောက်ဘူးရှင်းပြတာလို့ပြောလိုက်မယ်။နားထောင်တဲ့လူကလည်းအော်ဟုတ်လား။အော်ဒါကြောင့်နှနေတာကိုဆိုပြီးတော့သဘောကျဟန်နဲ့ပြန်ပြနေလိမ့်မယ်။ဒါကိုနားထောင်တဲ့လူကလည်းရှင်းပြနေတာလို့မမြင်ဘူး။အလကားနေရင်လာကြွားနေတာလို့ပဲမြင်တယ်။